Hello အားလုံးပဲမင်္ဂလာပါဒီက vlog လေးကတော့ရန်ကုန်မန္တလေးကိုညာကားစီးသွားမယ့် vlog လေးဖြစ်ပါတယ်အဲ့နေက January 10 ရက်နေ့လောက်ဖြစ်မယ်ဗျကျွန်တော်လည်းပြင်းကြီးနေရရောမအားနဲ့ရောအတင်မလို့ဖြစ်တာနေတယ်ခုမှပဲလုပ်ဖြစ်တော့တယ်လန်ခရီးကတော့မမေကအမြဲတမ်းပူချူလုပ်နေကြဆိုတော့ဒီကလည်းမမေနဲ့ပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်စထွက်ပါပြီလမ်းမှာလည်းတန်းလုံးမှောင်မဲပြီးတော့ခုလိုမျိုးရှေ့မှာဒီလိုတိုင်းမမြင်ရဖြစ်ပါတယ်အဲ့လိုနဲ့မောင်းလာလိုက်တာ115မိုင်ရွှေခဲရောက်တော့စားဖို့တောက်ဖို့အတွက်နိုင်ဝက်လောက်ခက်တရပေးပါတယ်ဒီလိုခရီးသွားရင်ဆိုင်တဆိုင်ဆိုင်ရရင်ပထမဆုံးသွားတော့တွိုက်လည်းပဲဖြစ်ပါတယ်မိမိကခေါင်းမလို့ဆိုပြီးတော့ဘန်ဂျက်စစ်တကယ်ဝယ်နေအောင်စောင့်နေရပါပြီးတော့ကျွန်တော်နဲ့မိမိလည်းရဲမဲစပွဲမှာထိုင်ပြီးတော့ရေနွေးချမ်းမဲထိုင်တောက်ခဲ့ပါတယ်ကျွန်တော်တို့ကညစာတစ်ခါစားခဲ့ဆိုတော့တက်မစားတော့ပါဘူးပြီးတော့ရွှေခဲရနေထွက်ခဲ့ပြီးတော့ဆက်မောင်းခဲ့ပါတယ်ကျွန်တော်လည်းတလန်းလုံးသချင်းသားထောင်လိုက်အိတ်လိုက်နဲ့လိုက်ခဲ့ပါတယ်သူကမနေ့နိုင်ဝန်းကျင်လောက်ကြာမဆငုတ်ရွာမှာပေါ်ပါသွားဖို့ပညာအတွက်15မိနစ်လောက်ရနာပေးပါသေးတယ်သူကဆိုင်တွင်းမှာကျတော့ခေါက်ဆွဲပြုတ်တို့ချာလက်ဖက်ရည်ကော်ဖီလေးမှားနိုင်ပါတယ်အရန်အေးနေပြီးတော့နောက်ကလည်းကဆက်ကတရားခွေတဲ့ကျတော့လုံးဝရွာပိုက်ပြရနေရောပဲကျွန်တော်တော့အင်ကြီးတစ်ထက်ကနေနှစ်ထက်ကနေသုံးထက်ဖြစ်နေပြီအလိုနဲ့ဆက်မောင်းလိုက်တာမနက်4နာရီဝန်းကျင်လောက်ကျတော့ကျွန်တော်ပလိတ်ကိုစရောက်ပါပြီပလိတ်ရောက်ပြီးတိတ်မကြခင်ပဲဂိတ်ဆိုင်ပါတယ်ဒီပြရလဲလာချိုကိုအဆင်မပြေရနဲ့ကျွန်တော်နဲ့မိမိနဲ့ဒီနေ့ပဲငါးပြီးပြန်လာခဲ့ပါတယ်နောက်ဆုံးတော့အိမ်ပြန်ရောက်ပြီးအိမ်ရှိမှာတကားလာဖွင့်ကိုစောင့်နေရဖြစ်ပါတယ်။သုံးရီကြည့်ပြကြလို့အားလုံးပဲကျေးဇူးပါ။